မင်္ဂလာပါခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ9ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်သတင်းတူးများကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖလန်မြို့အကြောင်းဝါဒဖြန့်ဖို့စစ်တပ် lobby ကြော်စိုးဦးလိုက်ပါလာတဲ့စစ်ရင်တန်းတိုက်ခိုက်ခံရပြီးအများပြားသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဖလန်မြို့အကြောင်းဝါဒဖြန့်ဖို့အတွက်စစ်တပ် lobby ကြော်စိုးဦးလိုက်ပါလာတဲ့စစ်တပ်ရင်တန်းကလေးတိုင်းငင်းလမ်းပိုင်းမှာတိုက်ခိုက်ခံခဲ့ရတယ်လို့သိရှိရပါတယ်။မေလ6ရက်နေ့မနက်ပိုင်းကစကိုင်းတိုင်းကလေးမြို့ကနေဖလန်မြို့ကိုထွက်ခွာလာတဲ့ကားအစီးရေ20မော်တော်ဆိုင်ကယ်150ကျော်နဲ့ထွက်ခွာလာတဲ့စစ်ရင်တန်းကလေးတိုင်းငင်းလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ဖလန်မြို့နယ်ကစီးသတင်းရင်းမြစ်တူကပြောပါတယ်။ဖလန်မြို့မှာစစ်အုပ်ချုပ်ရေးရန်ရာတီဆောက်ဖို့အတွက်နန် CDM ဝန်ထမ်းတွေပို့တာပါ။သူတို့ကိုလုံခြုံရေးယူပေးဖို့စစ်သားတွေလည်းပါလာပါတယ်။အဲ့ဒီရင်တန်းမှာစစ်တပ် lobby ကြော်စိုးဦးလည်းပါတယ်။ကလေးမြို့မှာသူရောက်နေတာရပ်ပိုင်းရှိပြီးဖလန်နဲ့ပတ်သက်ပြီးစစ်တပ်အတွက်ဝါဒဖြန့်ပေးဖို့လိုက်လာတာသူစီးလာတဲ့ကားကိုရဲဘော်တွေလိုက်ပစ်ပေးမဲ့လွတ်သွားတယ်လို့စီးသတင်းရင်းမြစ်တူကမြို့တော်ကိုပြောပါတယ်။အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုမှာဗိုလ်ကြီးတူအပါအဝင်စစ်သား9ဦးသေဆုံးခဲ့တယ်လို့သိရှိရပြီးလက်နက်4လက်နဲ့ကားတစ်စီးလည်းတင်ဆက်ရရှိခဲ့တယ်လို့သိရှိရပါတယ်။တပ်မကုံကုံကဗိုလ်ကြီး2ဦးနဲ့တပ်သား4ဦးရဲ့အလောင်းကိုတင်ဆက်ရမိထားပါတယ်။သေဆုံးတာက9ဦးပါ။နန် CDM တွေပါလာတဲ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဝန်တန်းတွေပဲလေသူတို့ကိုထိခိုက်မှလဲဆိုတော့ရင်တန်းရဲ့နောက်ဆုံးကားတွေကိုပဲတိုက်ခိုက်ခဲ့တာပါလို့စီးသတင်းရင်းမြစ်တူကမြို့တော်ကိုပြောပါတယ်။ဖလန်မြို့ကိုပို့ဆောင်လာတဲ့နန်စီဒန်ဝန်တန်းအများစုဟာပညာရေးကျန်းမာရေးထွေအုပ်ဝန်တန်းတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေအထူးကပါဝင်တယ်လို့သိရှိရပါတယ်။ဖလန်မြို့ကို2025ခုနှစ်ဧပြီလအတွင်းချင်းညီနောက်ကသိမ်းပိုက်ခဲ့ပြီးနောက်2026ခုနှစ်ဧပြီလ25ရက်နေ့မှာစစ်တပ်ကပြန်လည်သိမ်းပိုက်သွားတာဖြစ်ပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတာကတော့တနင်္သာရီတိုင်းမှာခမာရ961မှာတက်ကြကြီး2ဦးနဲ့တပ်သား2ဦးကလက်နက်ခဲယမ်းများနဲ့တူအလင်းဝင်ရောက်လာပြီးစစ်တပ်အတွင်းဖိနှိပ်မှုများစွာရှိနေခဲ့တယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမှာခမာရ961တရင်မှာတပ်သား2ဦးကလက်နက်နဲ့အတူတနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ဗိတ်ခိုင် PDF တရင်2နဲ့တရင်3ထံကိုအလင်းဝင်ရောက်လာကြောင်းဗိတ်ခိုင် PDF တရင်2မှာတာဝန်ရှိသူ2ဦးကပြောဆိုပါတယ်။ယမနေ့မေလ6ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်တနင်္သာရီမြို့နယ်ညောင်ပင်ကွဲအနောက်ကမ်းရွာအခြေဆိုင်ခမရ961တက်မှတက်ကြက်ကြီးမင်းမင်းစိုးအသက်46နှစ်နဲ့တက်သားကျော်မင်းသူအသက်34နှစ်တို့ကတော်လိုင်းအင်အားစုများထံကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခြင်းဖြစ်က၎င်းတို့နဲ့အတူ MA11 တနက်တလက် MA1 တလက်ကြီးပေါက်9ခုနဲ့ 5.56G 244တောင်တို့ကိုပါယူဆောင်လာခဲ့ကြောင်းသိရှိရပါတယ်။နေတော်လိုင်းကာလာအတွင်းမှာခမရ961မှအရာရှိနဲ့ရဲဘော်20ကျော်ခန့်က PDF တရင်များထံကိုအဆက်မပြတ်အလင်းဝင်ရောက်လာခဲ့ပြီးအလင်းဝင်သူတို့ရဲ့ပြောဆိုချက်အရအကြံဖတ်စစ်ကော်မရှင်ရဲ့ပြည်သူလူထုအပေါ်မတရားဖမ်းဆီးတပ်ဖြတ်မှုများအောက်ခြေရဲဘော်များပေါ်ခွဲခြားဖိနှိပ်အနိုင်ကျင့်မှုများရှိနေတဲ့အတွက် PDF တရင်များထံကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းအလင်းဝင်သူတွေကပြောဆိုကြပါတယ်။အခုအလင်းဝင်လာတဲ့ရဲဘော်တွေရဲ့ပြောပြချက်အရစစ်တပ်အတွင်းမှာအထက်အရာရှိတွေကအောက်ခြေရဲဘော်တွေပေါ်ခွဲခြားဖိနှိပ်တာအနိုင်ကျင့်တာတွေတော်တော်လေးဆူဆူရွရွရှိနေတယ်လို့သိရပါတယ်။ပြီးတော့စစ်ကောင်စီကပြည်သူလူထုအပေါ်မတရားဖမ်းဆီးတပ်ဖြတ်နေတာတွေကိုစက်ပြီးမလုပ်ချင်တော့တာကြောင့်ကျွန်တော်တို့ PDF တရင်တွေစီကိုလာရောက်ပူးပေါင်းတာဖြစ်ပါတယ်လို့ဗိတ်ခိုင် PDF တရင်နှစ်မှာတာဝန်ရှိသူကဆိုပါတယ်။တစ်ဖက်မှာလည်းအလင်းဝင်သူများရှိနေတဲ့ကဲ့သို့တိုက်ပွဲများမှာလည်းစစ်တပ်ဘက်မှတိတ်ဆုံးမှုများပြားလျက်ရှိရမှာဧပြီလ29ရက်နေ့ကလည်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်အဆိုပါတရင်မှအရာခံပိုချစ်စန်းဦးတိတ်ဆုံးကတက်ချက်တူပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ CDM စစ်သားများနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ပန်းတိုင်ဖွဲ့ရဲ့အချက်လက်များအရ2025ခုနှစ်ဇန်နဝါရီလမှ2026ခုနှစ်ဧပြီလ17ပတ်ထိအလင်းဝင်ပူးပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း3068ဦးထိရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတာကတော့ထောင်ဒဏ်89နှစ်ချမှတ်ခံထားရတဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကွယ်လွန်သွားကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့မတရားဖမ်းဆီးပြီးထောင်ဒဏ်89နှစ်ချမှတ်ခံထားရတဲ့ကရင်ပြည်နယ်ရဲ့ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ဟာဒီကနေ့မေလ9ရက်နေ့မှာကွယ်လွန်သွားပြီဖြစ်တယ်လို့စစ်တပ် lobby တွေကဖော်ပြကြပါတယ်။အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်နန်းခင်ထွေးမြင့်ဟာဖန်မြို့အကျဉ်းထောင်မှာအကျဉ်းချခံရစဉ်အတွင်းပြင်းထန်တဲ့အာယုံကြောယောဂဝေဒနာတွေအပြင်ခေါင်းမူခေါင်းကိုက်ဝေဒနာတွေကိုပါခံစားခဲ့ရတာဖြစ်ပါတယ်။ဒုမရဲ့ကျန်းမာရေးခြေနေရာစိုးရင်ရတဲ့အနေအထားရှိတဲ့အတွက်ပြီးခဲ့တဲ့အပတ်ကဖန်အန်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရှိရပါတယ်။စေယုံမှာ3ရက်ကြာတက်ရောက်ကုသမှုခံယူခဲ့ရပေမယ့်စစ်ကောင်စီကသူမကိုစေကုသမှုအပြည့်အဝခံယူခွင့်မပေးဘဲဖန်အချင်းထောင်ကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းတဲ့နေ့မှာ
ပြည်သူစန္ဒကိုလေးစားဖို့နဲ့စီပင်ရိပ်သာမှမထွက်ပဲလွတ်တော်ကျင်းပဖို့တိုက်တွန်းနှိုးဆော်ခဲ့သူလည်းဖြစ်ပါတယ်။ဒီမှာအာဏာသိမ်းတဲ့နေ့ကစီပင်ရိပ်သာကနေဘာမှမလုပ်ပဲပြန်ရင်တစ္ဆာဖောက်တာပဲပြည်သူကလွတ်တော်တက်ဖို့လွတ်လိုက်တာလို့ပြောကြကတောင်တန်ကြခံရမဲ့ခြေနေကိုသိရှိပါလျက်နဲ့ပြည်သူကိုယ်စားလှယ်တွေလွတ်တော်ကျင်းပနိုင်ရေးအစွမ်းကုန်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ဒါအပြင်မဲမတမာမှုရှိတယ်လို့ဆွဆွဲချက်တွေအပေါ်မှာလဲလူထုရှိမှပေါ်တင်ရွေးချယ်ခံဖို့အချိန်မရွေးအသင့်ရှိတယ်လို့ရဲဝံ့စွာစိန်ခေါ်ခဲ့သူလည်းဖြစ်ပါတယ်။ကွယ်လွန်သွားတဲ့အချိန်ထိဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ဟာပုံမှန်ပေါင်းများစွာနဲ့ဆွဆွဲခံရပြီးထောင်ဒဏ်89နှစ်ထိချမှတ်ခံထားရသူဖြစ်ပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတာကတော့မြို့နယ်စုံပူပေါင်းကာကွယ်တဲ့အာရခပြည်ဆိုတဲ့အရန်ကောင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားအရေးပေါ်ကာကွယ်ရေးပြဋ္ဌာန်းချက်ရဲ့ရည်ရွယ်ချက်များနဲ့အရေးကြီးတဲ့ရည်ရွယ်ချက်တရားအာရခတိုင်းပြည်ရဲ့ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကိုကာကွယ်တားဆီးခြင်းအပြင်အာရခဒေသမှာနေထိုင်တဲ့လူမျိုးဘာသာမရွေးစီလုံးညီညွတ်စွာပါဝင်နိုင်တဲ့အမျိုးသားကာကွယ်ရေးစနစ်တရက်ကိုထူထောင်နိုင်ရန်ဆိုတာဖြစ်ပါတယ်။အာရခပြည်အဖို့အချိန်ကာလဟာတမိုင်းတလျှောက်အရေးပါဆုံးဖြစ်ပြီးအဆုံးဖြတ်ပေးနိုင်တဲ့အလေပြောင်းကာလတရက်ကိုဖျက်ဆီးနေရတဲ့တော်လှန်ရေးကာလဖြစ်ပါတယ်။စီးရင်နိုင်ငံရေးလူမှုရေးအလုံးရှင်းတွေပေါင်းစည်းနေတဲ့အရေးပေါ်အခြေအနေတရက်ကိုအာရခပြည်သူပြည်သားအလုံးကရင်ဆိုင်နေရပြီးဒီအရေးပေါ်အခြေအနေကာလဟာရေတို့အကျိုးထက်ရေရှည်အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့ကာလလည်းဖြစ်ပါတယ်။ထို့ကြောင့်ပဲဒီအချိန်ဟာလူတအုပ်ချင်းစီရဲ့ကိုယ်ပိုင်ဘဝထက်တိုင်းပြည်တစ်ခုလုံးရဲ့ရှင်သန်ရေးနဲ့ရန်သူလက်ထဲမကြရောက်လာရေးကိုဦးစားပေးပြီးစဉ်းစားရမယ့်ချိန်ရောက်ရှိနေပြီဖြစ်ပါတယ်။အာရခပြည်ရဲ့စစ်မျက်နှာတွင်မှာပြင်းထန်တဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးပြည်တွင်းပြည်ပအန္တရာယ်တွေကလည်းအချိန်နဲ့အမျှတိုးပွားလာနေပါတယ်။ရင်းချင်းတွေအောက်မှာအာရခပြည်ကိုကာကွယ်နိုင်ရန်အချုပ်အခြာအာဏာနဲ့အကြမ်းဖက်သမားတွေရဲ့ချင်းချောက်မှုအန္တရာယ်နေမြေတည်တံ့ရေးကိုအာမခံနိုင်ရန်အာရခအမျိုးသားအရေးပေါ်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက် National Defense Emergency Provision NDEP ကိုပြဋ္ဌာန်းအကောင့်ထဲပေါ်လာရခြင်းဖြစ်ပါတယ်။ NDEP ဆိုတာဟာမလျော်အာဏာကိုတုံးပြီးစစ်တီတစ်တွေကိုစုဆောင်းခြင်းမဟုတ်အာရခပြည်သူပြည်သားတွေရဲ့ကိုယ်ပိုင်အသည့်တရားမျိုးချစ်စိတ်တာဝန်သိစိတ်တွေကိုအခြေခံထားတဲ့အမျိုးသားကာကွယ်ရေးစနစ်တရက်တာဖြစ်ပါတယ်။ဒီပြဋ္ဌာန်းချက်ရဲ့ပင်မနောက်ခံအကြောင်းကိုလိုရင်းတူရှင်ဆိုရရင်လက်ရှိအချိန်ဟာအာရခပြည်သူတွေအတွက်အရေးကြီးဆုံးအချိန်ဖြစ်ပြီးတိုင်းပြည်နဲ့ပြည်သူတို့အတွက်အရေးပေါ်အခြေအနေကာလဖြစ်နေခြင်းဆိုတဲ့အချက်ပင်ဖြစ်ပါတယ်။ထွန်းသစ္စာအာရခကျေကိုဆက်လက်၍တမကထာဝရထွန်းလင်းစေရန်အလို့ငါကနဦး26ဦးကအစလမ်းဖောက်ခဲ့တဲ့အတိုင်းမိမိတို့ရဲ့မွေးရပါအတိတရားရှိသည့်အလျောက်တော်လှန်ရေးရည်ချင်းမြင့်လာသည့်အလျောက်ကာကွယ်ရေးတာဝန်နဲ့တိုင်းပြည်အစိုးရရန်နေရာများတည်ဆောက်ရေးမှာအသီးသီးလာရောက်ပူးပေါင်းပါဝင်ကြရုံနဲ့မလုံလောက်သေးပါဘူး။စနစ်ကျတဲ့အစီအစဉ်စနစ်တရက်နဲ့လူစွမ်းအရင်းမြစ်များကိုစနစ်တကျလေပတ်အတွန်းရှိစေဖို့လိုလားအပ်ပါတယ်။ဒါကြောင့်ပင် NDEP အမျိုးသားရေးပေါ်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်ဆိုပြီးအခြေအနေလိုအပ်ချက်ရပေါ်ပေါက်လာရပါတယ်။အာရခပြည်သူပြည်သားတိုင်းဟာအခွင့်အရေးနဲ့တာဝန်ကိုတန်းတူခံစားထမ်းဆောင်ကြရမှာဖြစ်ပြီးအရွယ်ရောက်တဲ့နိုင်ငံသားတိုင်းဟာအမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့မူဝါဒများအရစစ်ပညာကိုမဖြစ်မနေသင်ယူကြရမှာဖြစ်ပါတယ်။အရေးပေါ်ခြေအနေတွေမှာငါတို့ဒေသကိုကာကွယ်ဖို့တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ကဲ့သို့ထမ်းဆောင်ရန်တာဝန်လည်းရှိတဲ့ဆိုတဲ့သဘောတရားကိုအခြေခံထားပါတယ်။အထူးတလဲသတိမူထိုက်သည်ကတော့ကာကွယ်တာဝန်ထမ်းဆောင်ခြင်းဆိုသည်ဟာတာဝန်တစ်ခုဖြစ်သည်သာမကအခြားဂုဏ်အင်္ဂါတရက်နဲ့ဖော်ပြရရင်အခွင့်အရေးတရက်လည်းဖြစ်တယ်ဆိုတဲ့အချက်ပင်ဖြစ်ပါတယ်။အဆိုပါခွင့်အရေးဒီကတိုင်းပြည်တည်ငြိမ်အေးချမ်းမှုနောက်ကွယ်မှရရှိနိုင်တဲ့အခြေအနေပင်ဖြစ်ပါတယ်။ဒါအပြင်ယခုချိန်ဟာနှစ်ပေါင်း200ကျော်ထမ်းပိုးရုန်းကန်ရတဲ့ဘဝချမ်းတနည်းအိမ်မဆိုးကြီးမှနိုးထလွတ်မြောက်ရဲ့အနိကဆုံးကာလကိုရောက်ရှိနေပြီဖြစ်ပါတယ်။အာရခပြည်သူတရလုံးဟာအာရခအိမ်မက်ကိုအောင်မြင်စေဖို့ရခိတလမ်းစဉ်အောက်မှာတစုတစည်းတဲ့ရှောင်လန်းရမယ့်အချိန်ဖြစ်လာပါတယ်။ဤသို့သောကာလမှာပြည်သူတဦးချင်းစီရဲ့မျိုးချစ်စိတ်တိုင်းပြည်ချစ်စိတ်တာဝန်သိစိတ်တွေကိုအရင်ခံပြီးအရေးပေါ်အမျိုးသားကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ရန်ဖိတ်ခေါ်လိုက်ခြင်းဒီက NDEP ရဲ့အနှစ်သာရဖြစ်ပါတယ်။အာရခတပ်တော်ဟာ2009ခုနှစ်မှာလူအရေအတွက်26ဦးနဲ့သာစတင်တည်ထောင်ခဲ့ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ထိုအချိန်မှာစစ်ရေးအင်အားလက်နက်ခဲယမ်းနည်းပညာပိုင်းနဲ့အခြားအခြေခံအရင်းမြစ်များအလွန်နှဲပါပေမဲ့လည်းဒီကနဦးစတင်လမ်းဖောက်ခဲ့သူတွေရဲ့စွမ်းဆောင်ရည်ဂုဏ်သတင်းနဲ့မဟာမိတ်တည်ဆောက်နိုင်မှုတိုက်ရိုက်ခိုက်ရည်စွမ်းရည်စသည်တို့ကြောင့်18နှစ်တာကာလအတွင်းစစ်တီအင်အားကို9000ကျော်ထိတည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။မဟာမိတ်နေပယ်တွေမှာတိုက်ပွဲဝင်နိုင်တဲ့အနေအထားများကိုရရှိလာပြီးအာရခဒေတာအများစုနဲ့ပလောဝဒေတာကိုသိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။ရင်းအောင်ပြိုင်မှုတွေရဲ့အခြေခံဟာပြည်သူလူထုရဲ့ထောက်ခံမှုဖြစ်ပါတယ်။အစောပိုင်းကာလတွေမှာကာကွယ်ရေးတာဝန်တွေကိုမထမ်းမနေရစနစ်မရှိပေမဲ့လည်းအာရခဒေတာတွင်မှရှိတဲ့ပြည်သူတွေဟာကိုယ်အသည့်တရားနဲ့အာရခဒေတာတစ်ခုလုံးလွတ်မြောက်ရေးအတွက်အာရခတပ်တော်ကိုတကူတကလာရောက်ဝင်ရောက်က
လွတ်မြောက်ရေးစစ်တီတော်များဖြစ်တာဝန်ထမ်းဆောင်လာခဲ့ကြပါတယ်။ယင်းချင်းတွေဟာလက်ရှိ NTEP ပြဋ္ဌာန်းချက်ရဲ့အတွေးခေါ်အုံမြစ်ဖြစ်ပြီးလူတိုင်းမှာတိုင်းပြည်ကိုကာကွယ်ဖို့တာဝန်ရှိကြောင်းသက်သေပြနေပါတယ်။လက်ရှိကာလမှာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာ RSO, ARA, ARSC စတဲ့အစ္စလာမစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေရဲ့စိတ်ဝင်ထိုးဖောက်မှုလက်နက်ကင်တိုက်ခိုက်မှုတွေကြောင့်အာရခပြည်ရဲ့လုံခြုံရေးအခြေအနေဟာပုံမရှုပ်ထွေးလာရပါတယ်။ဘူတီတောင်မောင်တော်ဒေသများသာမကပလဝခရိုင်အပါအဝင်ဘင်္ဂလားနယ်နိမိတ်နယ်စပ်ဒေသတွေမှာပါလုံခြုံရေးအန္တရာယ်များတဲ့များလာနေပါတယ်။ဒုအန္တရာယ်တွေကိုကြိုတင်ကာကွယ်ရန်စိတ်ဝင်ထိုးဖောက်ဝင်ရောက်မှုတွေကိုတားဆီးရန်သိမ်းပိုက်ထားပြီးသားဒေသတွေကိုပြန်လည်ကျူးကျော်မခံရအောင်ကာကွယ်ဖို့အတွက်ဒေသခံပြည်သူလူထုတရက်လုံးအစိုးရနဲ့တူပူးပေါင်းပါဝင်ရမယ့်အခြေအနေဖြစ်လာပြီးဖြစ်ပါတယ်။အမျိုးသားအရေးပေါ်ကာကွယ်ရေးပြဋ္ဌာန်းချက်ရဲ့အဓိကရည်ရွယ်ချက်များမှာ၁အာရခပြည်သူလူထုတရက်လုံးပါဝင်ခြင်းဖြင့်အမျိုးသားကာကွယ်ရေးတာဝန်များကိုပြေဝစွာထမ်းဆောင်နိုင်ရန်၂အမျိုးသားလုံးတက်ကြွစွာပါဝင်လာခြင်းဖြင့်အာရခတိုင်းပြည်အချုပ်အခြာအာဏာနဲ့နေမြေတည်တံ့ခံမြဲရေးကိုထိန်းသိမ်းကာကွယ်နိုင်ရန်၃အာရခတိုင်းပြည်ရဲ့ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကိုကာကွယ်တားဆီးခြင်းအပြင်အာရခဒေသမှာနေထိုင်ကြတဲ့လူမျိုးဘာသာမရွေးစီလုံးညီညွတ်စွာပါဝင်နိုင်တဲ့အမျိုးသားကာကွယ်စနစ်တရက်အားထူထောင်နိုင်ရန်၄အာရခတိုင်းပြည်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိမ့်သိမ်းမြင့်တင်ရမှနိုင်ငံသားတိုင်းတူညီသောတာဝန်များနဲ့အခွင့်အရေးများအားခံစား권ရရှိစေရန်တို့ဖြစ်ပါတယ်။ဒီအချိန်မှာရခိုင်လူမျိုးတစ်မျိုးတည်းသာမကမွတ်စလင်များခူမီများမြို့များနဲ့အခြားလူမျိုးစုများပါအာရခတပ်တော်တွင်ဝင်ရောက်တာဝန်ထမ်းဆောင်မှုတွေဟာရခိုင်ကထပ်ပုံမများပြားလာပါတယ်။ဤဒီမှာ NTEP ရဲ့ရည်ရွယ်ချက်တွေကိုအခြားသူများထပ်ပို့ပြီးနားလေသဘောပေါက်လက်ခံလာခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။အချိန်ပိုင်းပါဝင်ကူညီဆောင်ရွက်လိုတဲ့စိတ်အားထက်သန်မှုတွေလည်းမြင့်တက်လာပါတယ်။မိဘများကိုယ်တိုင်ကလည်းသားသမီးတွေရဲ့အမျိုးသားတာဝန်ထမ်းဆောင်လိုတဲ့စန္ဒကိုအားပေးကူညီလာခဲ့ကြတာကိုတွေ့ရှိရပါတယ်။ဤဒီပင်လည်းမိဘတွေရဲ့မျိုးချစ်စိတ်သက်ပြင်းထန်မှုတာဝန်ယူလိုသောမျိုးရိုးဗီဇစိတ်ကြီးမှုနဲ့ NTEP အပေါ်နှစ်ကာလက်ခံတဲ့အတွက်ဖြစ်ပါတယ်။ NTEP အစီအစဉ်အရစစ်တပ်နဲ့တက်ရောက်ရန်လာရောက်ကြသူတွေအချို့နဲ့ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတွေ့ဆုံဖြစ်ခဲ့ရမှာ၎င်းတို့အနက်မှမထွေးထွေး20နှစ်ကပြောဆိုသည်ကတော့ယခုအာရခတိုင်းပြည်အတွက်စစ်မှုထမ်းဆောင်권ယာယီအတွက်ကြောင့်ဝမ်းသာပီတိဖြစ်ရပါတယ်။အကျုံကိုယ်တိုင်လည်းအာရခတပ်တော်မှာစစ်မှုထမ်းဖို့ငကိုကပင်စိတ်အားထက်သန်စွာရှိပါတယ်။နောက်ပြီးအာရခပြည်ကိုကျွန်တော်တို့ကမကာကွယ်ရင်ဘယ်သူကလာပြီးကာကွယ်ဆောင်ရှောက်မှလည်းမဟုတ်ပါလားလို့တုံနေခြင်းမရှိအာသက်တရောဆိုခဲ့လေပါတယ်။မထွေးထွေးကဲ့သို့ပင်ဘင်ကိုအာရခရခိတဗီဇာသွေးပါဝင်သူတွေဟာအာရခတပ်တော်ထဲမှာမိမိရဲ့စိတ်ဆန္ဒအလျောက်တာဝန်ထမ်းဆောင်ကြပါတယ်။အရေးပေါ်ကာလအခြေအနေကိုနားလည်ပြီးစစ်ပညာသင်ယူကအာရခတိုင်းပြည်နဲ့လူမျိုးအတွက်တိုင်းပြည်ကာကွယ်ရေးအခမ်းကဏ္ဍတွေမှာပေးအပ်လာတဲ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်လျက်ရှိကြပါတယ်။တို့ရမှာအခြားတစ်ဖက်မှာတချို့လူငယ်တွေကလည်းစစ်တပ်နဲ့တက်ရမှာကိုစိုးရင်တဲ့အတွက်တာဝန်ကိုရှောင်လွှဲနိုင်ရင်အလွန်ကဒေါ်လာများနဲ့ထွက်ပြေးကြတဲ့ဖြစ်အများလည်းရှိကြပါတယ်။သို့သောလမ်းကြောင်းတွေမှာငှက်ဖျားယောဂါနဲ့တကွခရီးကြမ်းတမ်းမှုတွေကြောင့်အသက်ဆုံးရှုံးရနိုင်တဲ့ကဲ့သို့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံရပြီးအတင်းအဓမ္မစစ်မှုထမ်းစီရင်ခြင်းခံရလျက်အာရခစစ်မျက်နှာနဲ့အခြားစစ်မျက်နှာများကိုစေလွတ်ခံရကအသက်ဆုံးရှုံးရနိုင်တဲ့အနေအများလည်းကြီးမားလာပါတယ်။အာမနာတန်ပြောရရင်ဒိုသူရိယာကိုလွတ်ယုံကြသူများပင်ဖြစ်ပါတယ်။ဒိုသောအကျိုးမဲ့လမ်းမတွေကိုရွေးချယ်ခြင်းထက်ကိုဒေတာကိုချစ်မြတ်နိုးသောစိတ်နဲ့စနစ်ကျတဲ့ NTEP အောက်မှာပူပေါင်းပါဝင်ခြင်းဟာပုံမလုံခြုံပြီးဂုဏ်သိက္ခာရှိတဲ့လမ်းဖြစ်ပါတယ်။ရခင်ကကိုအတိတရားနဲ့သာပါဝင်ထမ်းဆောင်ခဲ့ကြပေမဲ့လည်းယခုအချိန်မှာတော့ရေရှည်တည်တတ်နိုင်မဲ့စနစ်တရက်ဖြင့်အစိုးရတရက်ရဲ့ဥပဒေပြဋ္ဌာန်းမှုအောက်မှာအမျိုးသားကာကွယ်ရေးစနစ်ကိုတည်ဆောက်ရမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ထို့ကြောင့် NTEP ကိုပြဋ္ဌာန်းအကောင့်ထဲပေါ်ခြင်းဟာအာရခပြည်ရဲ့လက်ရှိအခြေအနေအရမဖြစ်မနေလိုအပ်တဲ့ဆုံးဖြတ်ချက်တရက်ဖြစ်ပါတယ်။စစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီးဘင်ကိုအသိစိတ်နဲ့တာဝန်ထမ်းဆောင်နေကြသူများရှိတဲ့ကဲ့သို့စစ်မှုထမ်းခြင်းတိုင်းပြည်တာဝန်ကိုထမ်းဆောင်ခြင်းမှထွက်ပြေးရန်ကြိုးစားကြတဲ့ကိုလူယုံသူတွေဟာလည်းရှိကြသည်မှာစစ်မှုထမ်းဥပဒေသို့မဟုတ်အရေးပေါ်ကာလပြဋ္ဌာန်းချက်ကိုထုတ်ပြန်တဲ့အဖွဲ့အစည်းနိုင်ငံတိုင်းမှာဖြစ်ပါတယ်။မြို့နယ်စုံပူးပေါင်းကာကွယ်တဲ့အာရခပြည်ဟာယနေ့ချိန်မှာစီလုံးညီညွတ်မှုအတိတရားတာဝန်သိစိတ်တွေနဲ့ပုံမှုခိုင်မာလာနေပြီလေဖြစ်ပါတယ်။ငါတို့ရဲ့မိငါတို့ရဲ့လူမျိုးငါတို့ရဲ့အနာဂတ်ကိုငါတို့ကိုယ်တိုင်ကာကွယ်နိုင်မှသာလျှင်အာရခပြည်ဟာရေရှည်တည်တံ့ခိုင်မာတဲ့လွတ်မြောက်ရေးနဲ့ဂုဏ်သိက္ခာရှိသောအနာဂတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။လူမျိုးပေါင်းစုံလွတ်မြောက်သောလူမျိုးဘာသာကြားမှခွဲခြားမှုမရှိဘဲလူတိုင်းဂုဏ်သိက္ခာရှိအသက်ရှင်သန်နိုင်တဲ့ဂုဏ်သိက္ခာရှိသောလူပေါင်းလူဖွဲ့စည်းဆိုတဲ့အနာဂတ်ကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်လည်းနောက်ဆုံးရသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးတော်လှန်နေသည့်ကိုချိန်တိုးတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။